ဘူးဆိုဒီမှာဆိုတော့မနိုင်ချင်အောင်ဆောင်တာ2ယောက်ဆိုတော့မနိုင်ချင်အောင်ဆိုတာကျွန်တော်လည်းနိုင်တယ်ကဲမောင်လေးချလိုက်နော်